K ဆိုတဲ့နာမည်လေးကတော့ရုံးဝတ္တီလွင်မို့ကိုသူ့အိမ်ကနေပေးထားတယ်အိမ်နာမည်လေးဖြစ်တယ်ပရိသတ်တရားလည်း K လို့တည်ကြတယ်ဖူးဖွေးကိုကြတော့ပရိသတ်တွေကဖွေးစိန်ဆိုတော့မှချစ်စနိုးလေးနဲ့နာမည်ပြောင်းပေးထားတယ်ဝင်းမောင်ရွှေရဲ့အိမ်နာမည်ကတော့ကစ်ကစ်ဖြစ်ပြီးတော့ပရိသတ်တရားလည်းသူ့ကိုကစ်ကစ်လို့ပဲခေါ်တယ်ပေါ့နော်ဟုတ်ပြီဒီဗီဒီယိုမှာဆိုလို့ရှိရင်တော့တီချာတို့ကနာမည်ပြောင်းတဲ့အိမ်နာမည်တွေကို English လို့ဘယ်လိုခေါ်လဲရှင်းပြမှာဖြစ်ပါတယ်ဒီချိန်ဖြစ်ဝဲမဲ့ဖြစ်ပါတယ် English Science ကနေပြီးတော့မှကြိုဆိုလိုက်ပါတယ်အဲ့တော့ဒီချိန်တို့မြန်မာလူမျိုးတွေမှာအိမ်နာမည်တွေနာမည်ပြောင်းတွေရှိတယ်လို့ပဲ English လူမျိုးတွေမှာလည်းအိမ်နာမည်တွေနာမည်ပြောင်းတွေရှိတယ်ပေါ့အဲ့တော့အိမ်နာမည်ဆိုတာကကြတော့မိသားစုဝင်တွေကချစ်စနိုးနဲ့ခေါ်တဲ့နာမည်ဖြစ်ပြီးတော့နာမည်ပြောင်းတွေကကြတော့ကိုယ့်ရဲ့ personality လို့ခေါ်တဲ့ကိုယ့်ကိုယ်သွေးနဲ့ appearance လို့ခေါ်တဲ့ပုံမှန်တွေမျိုးကြည့်ပြီးတော့မှဘေးပတ်ဝန်းကျင်ကပေးထားတဲ့နာမည်ပြောင်းလေးဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့ English လိုကကြတော့ဒီချိန်တို့က nickname လို့ပဲသုံးရင်ရပါပြီအဲ့တော့ဒီမှာဆိုလို့ရှိရင်ဒီချက်တို့ Nicholas Nick Emily M Michael Mike Madison Maddie Joshua Josh William Will Jennifer Jen Isabella Izzy Elizabeth Liz ဆိုပြီးတော့မှဟုတ်ပြီသူတို့ရဲ့အိမ်နာမည်တွေနာမည်ပြောင်းတွေကိုဒီချက်တို့เนาะ English လူမျိုးတွေမှာလည်းရှိရဆိုတာကိုတွေ့ရမှာဖြစ်ပါတယ်ကဲဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင်အခုကြည့်နေတဲ့သူတွေမှာရောအိမ်နာမည်ထားမို့ရင်နာမည်ပြောင်းရှိလား Do you have a nickname ဟုတ်ပြီ Okay yes I do ဒီချင်းမှာတော့အိမ်နာမည်ရှိတယ် My nickname is Popo ပေါ့နော်အဲ့တော့ဒီချင်းငယ်ငယ်တော့အသားရမ်းဖြူတဲ့အတွက်ဒီချင်းရဲ့အဖွာဒီချင်းကို Popo ဆိုတဲ့နာမည်လေးကို nickname နေနဲ့ပေးထားတာပါကဲဟုတ်ပြီ nickname ရှိတဲ့သူတွေက comment box ထဲမှာကိုယ့်ရဲ့ nickname လေးတွေကို English လို့ရေးခဲ့ကြပါအောင်နောက်ထပ်ဗီဒီယိုမှာဆိုလို့ရှိရင်တော့ဒီချင်းကဘာလေးတွေထပ်ပြီးတော့တင်ပေးမလဲဆိုတာကိုစောင့်ပြီးတော့ကြည့်ပေးကြအောင်နော်အားလုံးပဲနောက်ထပ်ဗီဒီယိုမှာတွေ့ကြမယ် See you in the next video bye bye